ချင်ရဲ့ဝိညာဉ်စိတ်ခန္ဓာချမ်းမြေ့ပါစေနှုတ်ဆက်လိုက်ပါတယ်ချမ်းအေးတဲ့မင်္ဂလာရှိသောချိန်မိသားစုတဲ့တဲ့ကောင်းလေးယူဆောင်ခဲ့တဲ့ထာဝရတဲ့နောင်တမလွန်ရည်တွေကဲ့တင်ရှင်မွေလာ Christmas ရဲ့အတိတ်ပဲကိုပြောပြမယ်ဒီအခါလေးချမ်းထာဝရငရဲ့တော့အသက်တွေမှဒီတော့ကြောင့်တွေမတော်လေကျင်းမလို့နိုင်ဘူးလောကသားဖြစ်တဲ့တွေအသေးခံခဲ့ပြီးတောင်းရမြောက်နေမှရှင်ပြန်ချမြောက်ခဲ့ပြီးလုံးနဲ့ဝန်ခံလုံးသားရဲ့ယုံကြည်ခေါ်ပေးခြင်းထောက်ရတဲ့ရမည်December လေးရဲ့ညနေကြမှာရောင်ရမိတ်ဆွေတငယ်ချင်းရဲ့ဝိညာဉ်စိတ်ခန္ဓာချမ်းမြေ့ပါစေနှုတ်ဆက်လိုက်ပါတယ်ချမ်းအေးတဲ့မိမရှိတော့ချေမိသားစုတဲ့တင်ကောင်းလေးယူဆောင်ခဲ့တဲ့ထာဝရတဲ့နောင်တမလွန်ရည်တွေကဲ့တင်ရှင်မွေလာ Christmas ရဲ့အတိတ်ပဲကိုပြောပြမယ်ဒီအခါသေးချမ်းထောက်ရမယ်ရဲ့တော့အသက်တွေမှဒီတော့ကြောင့်တွေမတော်လေချင်မလို့နိုင်ဘူးလောကသားဖြစ်တဲ့တွေတော့အသေးခံခဲ့ပြီးတောင်းရမြောက်နေမှရှင်ပြန်ချမြောက်ခဲ့ပြီးလုံးနဲ့ဝန်ခံလုံးသားရဲ့ယုံကြည်ခေါ်ပေးခြင်းထောက်ရတဲ့ရမည် Christmas ရဲ့အတိတ်ပဲကိုပြောပြမယ်ဒီအခါသေးချင်ထောက်ရငယ်ရဲ့တော့အသက်တွေမှတည်တော့ကြောင့်ဘလီမပူလေပြန်မလို့နိုင်ဘူးလောကသားဖြစ်တဲ့တွေတော့ပဲခံခဲ့ပြီးတောင်းရမြောက်နေမှရှင်ပြန်ထမြောက်ခဲ့ပြီးလုံးနဲ့ဝန်ခံလုံးသားရဲ့ယုံကြည်ခေါ်ပေးခြင်းထောက်ရတဲ့ရမည်